ခါကတိုင်းပြည်တစ်ပြည်မှာရှင်ဘရင်တစ်ပါးတိုင်းခန်းလှည့်လည်တဲ့အခါခြေထောက်တွေထိခိုက်မိပြီးနာကျင်တဲ့ဝေဒနာခံစားရပါသားတယ်အဲ့ဒါနဲ့ဘုရင်ကြီးလဲနောက်နေညီလာခံမှာပညာရှိမုံမတ်တွေနဲ့တိုင်ပင်တော့တာပေါ့မုံမတ်တို့ငါစီရင်ကဲ့သို့တိုင်းသူပြည်သားများလမ်းလျှောက်တဲ့အခါခြေထောက်နာကျင်မှုမရှိရလေအောင်မိတို့ပြုလုပ်ရမယ်လေလျှောက်တင်ကြစမ်းမှန်ပါတိုင်းပြည်အနှံ့ကျွဲနွားသားရည်များခလုတ်မထိစူးမညစ်ရလေအောင်ခင်းချင်းတင်ကြောင်းပါဗျာဒုက္ခမိန်ကြီးတဲမောင်အမတ်မင်းချုံတုံးရဲ့လျှောက်တင်ချက်ပေါ်သုံးသပ်ပြပါဦးမှန်ပါမင်းကြီးစော်ငင်းကောင်ခြုံတုံးတို့လျှောက်တင်ချက်ကြောင့်တိုင်းပြည်တွင်ကျွဲနွားတရဆန်များနဲ့အသက်ပေါင်းများစွာကိုစတေးရမည်ဖြစ်သောကြောင့်မသိလျော်ကြောင်းပါဗျာခြေဘဝမထိခိုက်ရလေအောင်ခြေဘဝစာမြသားရည်ကိုသာပြုလုပ်စေပြီးခြေဘဝအောက်တွင်ဖိနှိပ်စွာထားရှိစီးနှင်းတင်ကြောင်းပါဗျာကောင်းလေစွာမောင်မင်းရဲ့အကြံအွန်အတိုင်းပြုလုပ်စေပြီးတိုင်းသူပြည်သားများအားဝေငှပေးစေအမိန်တော်ရှင်ဘရင်ရဲ့အမိန့်တော်အတိုင်းခြေဘဝစာတိုင်းလှုပ်ထားတဲ့သားရည်ဖက်နှက်တွေကိုတိုင်းပြည်ထဲဝေငှပေးလိုက်တဲ့အဲ့ဒီအချိန်ကစလို့လူတိုင်းဖက်နှက်ဆိုတာကိုယနေ့ထိတိုင်စီးနှင်းအသုံးပြုလာကြတဲ့